Alo Minglaba Yaniti Tashi Kupire, Pierre King Chizuro, two Chimomare Pierre King Namaro di Kvase se Bonji Mingla Shibasi Chido the Mammy Semia Alon Dile The King Shukri Chizuroni, Nite Chin Kanji Migramia Kansa Jabazelo, no Consevare A Chinenge Yare Kaima, Pierre King Nukbarogo, to the Kualila Jabaso, Shimate Kanji the Sebang, Tosekune. Don't say sheep people. A chin to the nga go chitty te, me bago, tayuchi, to do the nga ni mataimata. A chin to the nga go chitty te, ta the me go tayuchi, to do the nga ni mataimata. A chin to the mimi lewa katago tayue, nga no do malai, to do the nga ni mataimata. Pierre Kinukoparo api. ရောက်ရှိတဲ့ကောင်းကြီးမိကခံစားကြပါစေဒီတမချန်းစာကိုကျွန်တော်ဖတ်တဲ့အခါမှာယခင်တော့ကကျွန်တော်ရဲ့အတက်တာမှာလဲနားမလည်ခဲ့ပါဘူးယခုယုံကြည်သူတော်တော်များများလဲဒီကြမ်းချက်ကိုနားမလည်ကြပါဘူးကျွန်တော်လဲအားလုံးတားလို့တော်လို့မဟုတ်ပါဘူးဘုရားသခင်ဖွင့်ပြပေးတဲ့အတိုင်းအတူတကွဆွေးနွေးလေးလာကြပါစို့တခင်ရှုခရစ်တော်ကလူကိုချစ်တာတဲ့သူ့ကိုချစ်စေချင်ပါတယ်မိဘကိုချစ်တာတဲ့သူ့ကိုချစ်စေချင်ပါတယ်သားသမီးကိုချစ်တာတဲ့သူ့ကိုချစ်စေချင်ပါတယ်မိဘကိုမချစ်ခိုင်းတာမဟုတ်ဘူးသားသမီးတွေကိုမချစ်ခိုင်းတာမဟုတ်ပါဘူးသားသမီးတွေကိုမချစ်နဲ့မိဘကိုမချစ်နဲ့လို့ပြောတာမဟုတ်ပါဘူးမိဘကိုလည်းချစ်ရမယ်မိဘလည်းတည်တည်တိုင်အောင်အကောင်းဆုံးတသမီးကတောင်းကျေပွန်စွာနဲ့ပြုစုရှောင်းရှောက်ပေးရမယ်ဆိုတာကိုအပိတ်ချင်ပါတယ်ပြီးတော့ကိုယ့်ရဲ့တသမီးပေါ်မှာလည်းမိဘကတောင်းကျေဖို့လိုအပ်ပါတယ်သို့တော့သခင်ယေရှုခရစ်တော်ကမိဘနဲ့တသမီးတွေကိုချစ်တည်တဲ့သူ့ကိုချစ်စေချင်တော်ဘုရားဖြစ်ပါတယ်အာမင်ဒီမှာကျွန်တော်လေ့လာခဲ့ပါတယ်ဆလံ120ခုမှာဖွားမြင်သောသားသမီးတို့သည်ဘုရားသခင်ဆုချ၍ပေးသနာတော်မူသောအမွေဥစ္စာဖြစ်၏လို့ပြောပါတယ်သားသမီးတွေဟာဘုရားပေးတဲ့ဆုဖြစ်ပါတယ်ဘုရားပေးတဲ့အမွေဥစ္စာဖြစ်ပါတယ်တန်ဖိုးထားရမှာပေါ့ချီးရမှာပေါ့ပြုစုရမှာပေါ့တုံတရားမှာပေါ့မဟုတ်လားဒါကြောင့်မိဘတွေကိုလည်းတန်ဖိုးထားရမယ်ယိုသေးရမယ်လေးစားရမယ်စကားနားထောင်ရမယ်သို့တော့ယေရှုဖျားကိုတာ၍ချစ်ဖို့ဖြစ်ပါတယ်အာမင်ဘာကြောင့်လဲမိဘဟာလူဖြစ်တယ်သားသမီးဟာလည်းလူဖြစ်တယ်သားသမီးဖြစ်လာအောင်လုပ်ပေးတဲ့ဖျားဟာလည်းယေရှုဖျားပဲဖြစ်ပါတယ်မိဘဖြစ်လာအောင်လုပ်ပေးတဲ့ဖျားဟာလည်းယေရှုဖျားပဲဖြစ်ပါတယ်တို့ပါတော့ကြောင့်သခင်ရှုဟာသူ့ကိုတာ၍ချစ်တော်သူဖြစ်စေချင်တာဖြစ်ပါတယ်လို့အာမင်ကိုကျွန်တော်ဆက်လက်လေ့လာကြည့်ရအောင်ရှင်မတက်အခန်းကြီး7အပိုင်းငယ်30ကိုဆက်ကြည့်ရအောင်ငါဘဲ၌မနေသောသူသည်ငါရဘဲဖြစ်၏ငါနှင့်မဆုမသိမ်းသောသူသည်ကျဲဖြန့်သောသူဖြစ်၏နှုတ်ကပတ်တော်အဖြစ်အလုံးကောင်းကြီးခံစားပါစေတခင်ရှုကပြောတယ်ငါဖဲမှာမဆုမသိမ်းသောသူဟာယံသူဖြစ်တယ်လို့ပြောပါတယ်ငါဖဲမှာမနေသောသူဟာယံသူဖြစ်တယ်ငါဖဲမှာမဆုမသိမ်းသောသူဟာကျဲဖြန့်သောသူဖြစ်တယ်လို့ပြောတာဖြစ်ပါတယ်သို့ပါတော့ကြောင့်သခင်ရှုဟာသူ့ဖဲမှာယက်တည်စေခြင်းသောဘုရားဖြစ်တယ်သူ့ကိုချစ်စေခြင်းသောဘုရားဖြစ်ပါတယ်ဘယ်လိုအခြေအနေမျိုးပဲကြုံရပါလေစေသူ့ဖဲမှာယက်တည်သောသူဖြစ်ဖို့သခင်ရှုအလိုရှိနေတာဖြစ်ပါတယ်သခင်ရှုကရှင်ပေတရုကိုလည်းရှင်ယောဟန်နောက်ဆုံးပိုင်းမှာဒီလိုပြောပါတယ်ဤသူတွေအားလုံးငါ့ကိုချစ်သည်ထက်တင်ငါ့ကိုချစ်သလားလို့မေးပါတယ်။ဘာကြောင့်လဲ။သခင်ရှုဟာအရာအားလုံးထက်သူ့ကိုတန်ဖိုးထားစေခြင်းနဲ့သူ့ကိုချစ်စေခြင်းပါတယ်။ကျွန်တော်တို့ကိုဖန်ဆင်းတဲ့အရှင်လည်းဖြစ်တယ်လို့ကျွန်တော်တို့ကိုဖျားသားဖြစ်လာအောင်ကျွန်တော်တို့ဖြောင့်မတ်တော်သူဖြစ်လာအောင်ကျွန်တော်တို့တတ်ရှင်းတော်သူဖြစ်လာအောင်ကျွန်တော်တို့ငရဲမသွားပဲလူမြောက်ခြင်းကိုခံစားရပြီးမှကောင်းကင်နိုင်ငံတော်သားဖြစ်လာအောင်
လုတ်ပေးတဲ့အရှင်ဟာကယ်တင်ရှင်သခင်ယေရှုခရစ်တော်ပဲဖြစ်ပါတယ်အာမင်တို့ပါတော့ကြောင့်အရာအလုံးဟာသူ့ကိုမိခိုးစေခြင်းနဲ့သူ့ကိုခိုးလို့စေခြင်းနဲ့သူ့ကိုကိုးစားစေခြင်းနဲ့သူ့ကိုပဲတန်ဖိုးထားစေခြင်းနဲ့ဘုရားဖြစ်ပါတယ်အာမင်ကျွန်တော်ဆက်လက်၍ရှင်မကုအခန်းကြီး7ကိုတစ်ချက်ဆက်ဖတ်ရအောင်ရှင်မကုအခန်းကြီး7ပိုင်းငယ်30မှာဘယ်လိုရေးထားလဲတင်ဤဘုရားသခင်ထာဝရဘုရားကိုစိတ်နှလုံးအကျွင်းမဲ့ဉာဏ်ရှိသမျှအစွမ်းရှိသမျှနှင့်ချစ်လောဘုရားသခင်တို့ကပတ်တော်အားဖြင့်အလုံးပေါ်ဘုရားရှိခိုးကြီးပေးပါစေတမန်ကျမ်းစာမှာဘယ်လိုဖော်ပြလဲထာဝရဘုရားကိုစိတ်နှလုံးအကျွင်းမဲ့ဉာဏ်စွမ်းရှိသမျှအစွမ်းရှိသမျှခွန်အားရှိသမျှချစ်ဖို့ပြောနေတာဖြစ်ပါတယ်ဘုရားသခင်ကိုအရာရာဥထိထားပြီးမှအရာရာဘုရားသခင်ကိုချစ်တတ်သောအသက်တာဖြစ်ဖို့နှုတ်ကပတ်တော်လေ့လာတာဖြစ်ပါတယ်ကြားရသူအရောက်ရှိတိုင်းဘုရားသခင်ထာမကောင်းကြီးမင်္ဂလာများခံစားကြပါစေအာမင်